အားလုံးမင်္ဂလာပါကျွန်တော်ကနန်းကောင်းလေးတစ်ပွက်ကျွန်တော်ဒီ line လေးရကျွန်တော်ရင်တော့226အထောင်လေးကိုကျွန်တော်အစောပိုင်းတော့လေးလာသူတွေအတွက်အထောင်လေးကို frame လေးကိုပြခဲ့ပေးပူတယ်ပေါ့ဒီအထောင်လေးကဒီနေ့9.8ရဲ့အောက်မှာကျွန်တော်ဒီကနန်းလေးတစ်ဝက်ကောင်းလေးကိုကျွန်တော်ဖြီးပြပါမယ်196လို့ပိတ်သွားတယ်ပြန်မ26လို့ထောင်းသွားတယ်196လို့ပိတ်သွားတယ်ပထမကဒုတိယကလေးကကြည့်ကြအောင်196လို့ပိတ်သွားတယ်26လို့ထောင်းသွားတယ်196လို့ပိတ်သွားတယ်226လို့ထောင်းသွားတယ်အဲ့ထောင်းသွားတဲ့ line နဲ့မှာ၄ချိန်မြောက်ကကဏ္ဍဒီ990ပတ်လက်လေး990တဲနေ၄ချိန်မြောက်ကကဏ္ဍ990ဆိုတဲ့ကဏ္ဍလေးတဲတယ်ဒုတိယကလေးကြည့်ကြအောင်ဒုတိယကလေးက6လို့တဲတယ်196လို့ပိတ်တယ်၄ချိန်မြောက်ကဏ္ဍ939ဆိုတဲ့ကဏ္ဍလေးတဲသွားတယ်ပထမကကြည့်ကြအောင်ပါ196လို့ပိတ်တယ်226လို့ထောင်းသွားတယ်အဲ့226လို့ထောင်းတဲ့အပေါ်ဆုံးက422ဆိုတဲ့ကဏ္ဍသူ့ရဲ့နှစ်ပင်ကျော်မှာနှစ်ပင်ကျော်မှာ422လို့ကဏ္ဍလေးစပြီးရိုက်ပို့ပြီးသွားတယ်အဲ့422ရဲ့ B က322ဆိုတဲ့ကဏ္ဍကလည်းသူ့ရဲ့တပင်ကျော်မှာ322ဆိုပြီးရိုက်ပါအဲ့322ကလည်းနောက်နှစ်ကို322ဆိုပြီးပြန်ပို့ပြီးသွားတယ်ဒီ322ကလည်းဒီ322ဆိုပြီးပြန်ပို့ပြီးသွားတယ်အဲ့တော့ပထမကလေးပေါ့ဒုတိယကလေးကတော့226လို့တည်တယ်196လို့ပိတ်သွားတယ်အဲ့အပေါ်က226လို့စဖြစ်တယ်အပေါ်ဆုံးကကဏ္ဍဒီ642ဆိုတဲ့ကဏ္ဍသူ့ရဲ့နှစ်ပင်ကျော်မှာ246လို့ဖြစ်သွားတယ်246လို့ရိုက်သွားတယ်246ရဲ့ဘေးက246လို့ဘေးကနှစ်ပူးနှစ်ခွနဲ့ကဏ္ဍကလည်းသူ့ရဲ့တပင်ကျော်မှာနှစ်ပူးနှစ်ခွလို့လိုက်ရိုက်သွားတယ်ဒီနှစ်ပူးနှစ်ခွကလည်း246 line ထဲမှာပြန်ထွက်ပြရမယ်2ခွဆိုပြန်ထွက်ပြအကြောင်းထမကလည်းကြည့်ကြအောင်196လို့196လို့ဖြစ်သွားတဲ့အချိန်မှာ226လို့ထောင်းတယ်အပေါ်ခဏသူ့ရဲ့နှစ်ပင်ကျော်မှာ422လို့ထွက်တယ်တဲ့ဘာလဲသူ့ရဲ့ဘေးကနှစ်ပူနဲ့ကဏ္ဍသူ့ရဲ့တပင်ကျော်မှာ322ဆိုပြီးလိုက်ထွက်တယ်322ကလည်း422 line ထဲမှာလိုက်ထွက်တယ်322ရဲ့ဘေးကကဏ္ဍ990ဆိုတာ4ချိန်မြောက်မှာထောင်း4ချိန်မြောက်မှာတဲသွားတယ်အဲ990ရဲ့ဘေးကကဏ္ဍ990ရဲ့ဘေးမှာ93ခွင်းဆိုပြီးလိုက်တဲတယ်ဒုတိယကလေးကြည့်ကြအောင်ဒုတိယကလေးကလည်း939လို့တဲသွားတယ်တဲသွားရဲ့ဘေးမှာ938ဆိုပြီးတဲသွားတယ်ရှေ့ရကကတော့93ခွန်တပွင့်ငယ်နဲ့ဒီမှာတော့တပွင့်ကြီးနဲ့938နဲ့ဆိုပြီးတဲသွားတယ်အဲ့93ခွန်ဆိုတဲ့ကဏ္ဍလေးကဒီ990ရဲ့ဘေးကကဏ္ဍ93ခွန်ဆိုတဲ့ကဏ္ဍနဲ့လေးက422ဆိုတဲ့အထောင်လမ်းထဲမှာ422နဲ့322ထွက်တဲ့ line ထဲမှာသူက9.3ဆိုပြီးလိုက်ဒီကောင်ထွက်ပြီးတယ်အဲ့ကောင်ဒီကောင်9.3လို့9.3လို့ဒီကောင်မထွက်ခင်မှာသူက345ဆိုပြီးစီနီယာညီကိုခဏနဲ့သူကတစ်ဝက်ကသူ့ရဲ့နှစ်ပင်ကျော်မှာခဏဒီမှာဒီခဏ
ဒီကနေ့ဒီကောင်လန့်ပို့ပြီးမှကျိုးပို့ပြီးခါကျမှဒီကောင်အောက်မှာ990ရဲ့ပြီးရကနန်း93ခွန်းဆိုတဲ့ကနန်းခွန်း93ဆိုပြီးထွက်သွားစင်းညာညီကိုရဲ့ပြီးရကနန်းလေ6ပူးနဲ့ကနန်းဖြစ်ရမယ်6ပူးရဲ့ဇောင်းမှာပဲသူကထွက်ပြရမယ်ဒုတိယကလေးကြည့်ကြပါဦးဒုတိယကလေးက196နှစ်6လို့ထောင်တယ်196လို့ပိတ်သွားတယ်ဒီအပေါ်ဆုံး226လို့စဖြစ်တဲ့64နှစ်ဆိုတဲ့ကဏ္ဍဒီမှာ246လို့ထွက်သွားတယ်246ရဲ့ပြီးက29ဆိုတဲ့ကဏ္ဍကလည်းသူ့ရဲ့တပင်ကျော်မှာ29လို့ထွက်တယ်ဒီ29ကလည်း246ဖြစ်တဲ့ line ထဲမှာ2ခွန်ဆိုပြီးဖြစ်သွားတယ်196လို့ဖြစ်တဲ့ line line မှာအချိန်ကိုက်4ချိန်မြောက်မှာ935ဆိုပြီးတဲထားတယ်935ရဲ့5ရဲ့ဘေးကကဏ္ဍ938ဆိုတဲ့ကဏ္ဍ938ဆိုတဲ့ကဏ္ဍ938ဆိုတဲ့ကဏ္ဍတဲတယ်ရှေ့ကမှာတော့93ခွန်ဆိုပြီးတပွင့်ကြီးတပွင့်ငယ်နဲ့ကြတယ်ဒီကဏ္ဍလေးကဒီ2ခွန်နဲ့2ခွန်နဲ့ရ246ဖြစ်တဲ့ line ထဲမှာ तू ကပြန်ကြပြရမှာပေါ့ကြားတော့မယ်ဆိုရင် तू ကဘလို့လှုပ်လဲဆိုတော့သူ့ရဲ့ဒီကဏ္ဍ553ကြားတော့မယ်ကြားမယ်ဆိုရင်အပေါ်ကလည်းကဏ္ဍကလည်းစီနီယာညီကိုဖြစ်ရမယ်စီနီယာညီကိုကလည်းသူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍဖြစ်ရမယ်စီနီယာညီကိုကလည်းသူ့ရဲ့နှစ်ပင်ကျော်ကဏ္ဍဖြစ်ရမယ်ရှေ့ကတည်းကလိုပဲသူ့ရဲ့ဘေးကလည်း6ပူးနဲ့ကဏ္ဍရဲ့ဇောင်းမှာဖြစ်ရမယ်553လေးတစ်ခွက်ကျွန်တော်တင်ပေးလိုက်ပါပြီကြိုက်တဲ့53လေးတစ်ခွက်တင်ပေးလိုက်ပါပြီကျွန်တော်